မင်္ဂလာပါမိတ်ဆွေအထူး share ပေါက်တီးပေါက်ကွက်ပေါက်ကနန်းတွေကိုကျွန်တော်တို့ရဲ့ Telegram Free Channel ကနေနေ့စဉ်နဲ့တင်ဆက်ပေးသွားမှာမဟုတ်ကျွန်တော်တို့ရဲ့ Telegram Channel လေးကို join ထားကြပါဦးခင်ဗျဆိုတော့ကျွန်တော်တို့ဒါဖုန်းနံပါတ်တွေရောပေါ့နော်ကျွန်တော်တို့ဒီ link တွေကိုကျွန်တော်တို့ comment အောက်မှာပေါ့နော် YouTube ရဲ့ comment ရဲ့အောက်မှာကျွန်တော် Telegram Free Channel link လေးတွေနဲ့ Viber Channel လေးကိုချပေးထားပါအဲ့တော့ညနေအပိတ်ကျွန်တော်တို့10ပိတ်3 3ညအပိတ်3ည5ဝန်းကျင်းပေါ့နော်ဒီညနေပိတ်ကနန်းလေးတွေကပြက်ပြန်မရှိသေးဘူးအဲ့တော့10ပိတ်3ဝန်းကျင်းနဲ့3ထွက်သွားခဲ့တယ်10ပိတ်3ဝန်းကျင်း3ည3ဆိုပြီးတော့အောင်သွားခဲ့တယ်ပေါ့နော်အဲ့တော့မနေ့တောက်ကြနေ့ကကျွန်တော်3ပိတ်ဆိုတော့3ဝန်းကျင်းပေါ့နော်3ဝန်းကျင်းရှိပါတယ်ဒီနေ့ညနေအတွက်3ဝန်းကျင်းကို6335ကတ်မယ်ပေါ့နော်ပေါက်ပေးစေနာကြီးအနေနဲ့ main or 4ခွက်ကိုကျွန်တော်တို့ဒီဖုန်းနံပါတ်အစောကကျွန်တော်ရေးပေးထားတယ်ပေါ့နော်အဲ့ဒီကနေကန်ဆက်နိုင်ပါတယ်တကွက်ကောင်းပေါက်ပေးအောင်တော့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မွေး3ခွက်ပေါက်ပေးကိုစေနာကြီးနဲ့ဆက်လက်ပြီးကန်ဆန်းနိုင်ပါတယ်ပေါ့နော်အားလုံးပဲကန်ကောင်းကြပါစေဗျ